အခုတစ်ခါမှာတော့ Microsoft Excel ထဲမှာ descriptive statistics တွက်တဲ့နည်းကိုမျှဝေပေးမှာဖြစ်ပါတယ် descriptive statistics ကိုတွက်မယ်ဆိုလို့ရှိရင်မိမိရဲ့ Microsoft Excel ထဲမှာ analysis ဆိုတဲ့ group လေးရှိနေရမှာဖြစ်ပါတယ် analysis group ကိုရှိလားမရှိဘူးလားဆိုတာစစ်မယ်ဆိုရင် data တွေကိုတွားကြည့်လိုက်ပါဒီ data ထဲမှာဒီဘက်ညာဘက်ဆုံးမှာပေါ့နော် analysis ဆိုတဲ့ group လေးမရှိသေးဘူးဆိုလို့ရှိရင်ထည့်သွင်းပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လည်း analysis ဆိုတဲ့ group လေးကမရှိနေဘူးပေါ့နော်ဒါကြောင့်မလို့ analysis 2 လေးကိုထည့်သွင်းပေးရမှာဖြစ်ပါတယ် analysis 2 ကိုထည့်မယ်ဆိုလို့ရှိရင် file ထဲကိုတွားရမှာဖြစ်ပါတယ်အဲ့ဒီ file ထဲကနေမှအောက်ဆုံးမှာ option ဆိုတာလေးရှိပါတယ်ဒီ option ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ dialog box လေးကြာလာမှာဖြစ်ပါတယ်ဒီထဲမှာ add in ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာ analysis to back ဆိုတာလေးရှိပါတယ်ဒါလေးကိုရွေးလိုက်ပါရွေးပြီးသွားပြီဆိုရင် go ဆိုတာလေးနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီ dialog box အသေးလေးပြန်ကျလာမှာဖြစ်ပါတယ်အဲ့ထဲကမှထိပ်ဆုံးမှာရှိတဲ့ analysis to back ဆိုတာလေးကိုနှိပ်ပြီးတော့မှ okay နှိပ်လိုက်မယ်ဆိုရင်မိမိရဲ့ data tab ထဲမှာညာဘက်ဆုံးမှာ data analysis group လေးပေါ်လာမှာဖြစ်ပါတယ်ဒါကတော့ data analysis group ကိုထည့်သွင်းတဲ့နည်းဖြစ်ပါတယ် data analysis tool လေးကကိုယ့်ရဲ့ Excel ထဲကိုရောက်ပြီဆိုလို့ရှိရင် descriptive statistics ကိုစပြီးတော့မှတွက်လို့ရမှာဖြစ်ပါတယ်ဥပမာအပြင်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ variable ရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင် score နဲ့ပြထားတယ်ပေါ့နော်ဒီ score ရဲ့အောက်မှာသူ့ရဲ့သက်ဆိုင်ရာရမှတ်တွေရှိပါတယ်ဒီရမှတ်တွေရဲ့ descriptive statistics တွေဖြစ်တဲ့ central tendency ပေါ့မိမိရဲ့မုတ်တံမိုးတွေသိချင်တယ်ဘယ်လောက်ထိများဒါဒီအမှတ်တွေတစ်ခုနဲ့တစ်ခုကြားထဲမှာဘယ်လောက်ထိပြန့်နှံ့နေတယ်လဲဆိုအောင်သိချင်တဲ့အတွက်ကြောင့်မလို့ descriptive statistics ကိုတွက်ကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် data analysis ကိုသွားရမှာဖြစ်ပါတယ်data analysis ကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုး dialog box လေးကြာလာမှာဖြစ်ပါတယ်ဒီထဲမှာတွက်လို့ရတဲ့အရာတွေအများကြီးပဲရှိရပေါ့နော်အခုတစ်ခေါက်မှာ descriptive statistics ကိုတွက်မှာဆိုတဲ့အတွက်ကြောင့်မလို့သူ့ကို select လေးပေးမယ်ပြီးရင် okay နှိပ်လိုက်ရမှာဖြစ်ပါတယ် okay နှိပ်လိုက်မယ်ဆိုရင်ဒီ dialog box လေးထပ်ကျလာမယ်ပေါ့နော်ကျလာပြီဆိုလို့ရှိရင်သူက import range ပေါ့ import range ဆိုတာကဘယ်ကနေဘယ်နေရာမှာရှိတဲ့ data တွေကိုတွက်မှာလဲဆိုတာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာကာစာလေးချပြီးတော့မှဒီဘက်ကကိုယ့်ရဲ့ data ပေါ့နော်ဘယ်ကနေဘယ်ကိုတွက်ချင်တယ်လဲဆိုတာလေးကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေဒီအောက်အထိကို selection ပေးလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်သူကဒီမှာမှတ်ပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင် output option ဖြစ်ပါတယ် output option ဆိုဒီမှာသူကတွက်ပေးလိုက်တဲ့အဖြေပေါ့နော်အဖြေတွေကိုဘယ်နေရာမှာထွက်ပေးရမလဲဆိုတာကိုသတ်မှတ်ရမှာဖြစ်ပါတယ်ဥပမာအဖြစ်ဒီအထိတ်ဆုံးက output range ပေါ့ output range ကိုသတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိဒီရှိ1ထဲမှာပဲအဖြေထွက်ပေးပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာအဖြစ်ဒီနေရာမှာ data တွေရှိရပေါ့နော်ဒီ data တွေရဲ့ A column ပေါ့ဒီ A column ရဲ့တကွက်ကျော် C2 ပေါ့ဒီနေရာကနေစပြီးတော့မှအဖြေလေးထုတ်ချင်တယ်ဆိုလို့ရှိရင်သူ့ကို click တစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာမှာအဖြေထွက်မဲ့နေရာလေးဝင်သွားမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူး new worksheet ကိုသွားချင်တယ်ပေါ့ဒီ worksheet တစ်ခုတည်းမှာပဲမဟုတ်ဘဲနဲ့sheet 1မှာမဟုတ်ဘဲနဲ့နောက်ထပ် sheet အသစ်တစ်ခုနဲ့ထုတ်ချင်တယ်ဆိုလို့ရှိရင်ကတော့ new worksheet ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒါကို sheet နာမည်လေးပေးရမှာဖြစ်ပါတယ် output ဆိုတဲ့အဖြေလေးပေးလိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်ဒီအောက်မှာ summary statistics ဆိုတာလေးရှိပါတယ်သူ့ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင် okay နေရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒီနှစ်ခုတည်းကမိမိစိတ်ကြိုက်တစ်ခုပေါ့နော်တစ်ခုရွေးပေးရမှာဖြစ်ပါတယ်တစ်ခုချင်းစီလို့ပြပါမယ် output range ကိုအရင်ရွေးမယ် okay နှိပ်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ခုနကတော့မိမိသတ်မှတ်ထားတဲ့ C2 ပေါ့ C2 ဆိုတဲ့ column ကနေစပြီးတော့မှဒီအဖြေတွေကိုထုတ်ပေးမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင် mean median mode standard deviation ပေါ့နော်ဒီအောက်မှာရော minimum maximum ဒါတွေလည်းအကုန်လုံးကြည့်လို့ရတာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုအနေနဲ့နောက်ထပ် sheet အသစ်တစ်ခုမှာဖြေထုတ်ကြည့်ပါမယ်ခုနကအတိုင်းပဲသွားပါမယ် new worksheet ဒီညမှာ output ဆိုတဲ့နာမည်လေးပေးထားတယ် summary statistic ကိုအမှန်လေးချက်မယ်ပြီးတော့ကိုက 95% confidence level မှာရချင်တယ်ဆိုရင်ဒါလေးကို click နှိပ်ခဲ့ရမှာဖြစ်ပါတယ်ပြီးရင် okay နှိပ်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် output ဆိုတဲ့ sheet အသစ်တစ်ခုကပေါ်လာပြီးတော့မှဒီထဲမှာအဖြေထုတ်ပေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့ data ကအရန်များတယ်ဆိုလို့ရှိရင်ကတော့ data file တက်အဖြေထုတ်ပေးတဲ့ output file တက်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေတာဖြစ်ပါတယ်ဒါကတော့ Microsoft Excel ထဲမှာ descriptive statistics အခြေခံဘယ်လိုတွက်ရမလဲဆိုတာလေးကိုပြပြပေးခဲ့တာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်